အားလုံးပဲမင်္ဂလာပါရှင်ကော်ပြန်ရွက်ကိုအိမ်မှာကိုယ်တိုင်လုပ်ပြီးကော်ပြန်ပေါင်းလေးလှုပ်ရှားပြစ်ပါတယ်လုံနီးလေးကလည်းအရန်လွယ်ကူရေးရှင်ပြီးစားလို့လည်းအရန်ကောင်းလို့လာပြီးမျှဝေလိုက်ပါတယ်အရင်ဆုံးဂျုံမုံဟင်းကြိုပကံလုံးတစ်လုံးစာကိုပကံနဲ့ထည့်လိုက်ပါတယ်ပြီးရင်တော့စားလေးတစ်စုံထည့်ပြီးနှမ်းဆက်အောင်မွေထားပေးလိုက်ပါတယ်ပြီးရင်တော့ရေတန်းထည့်ပြီးဂျုံမုံကိုအရေးဖြောပါမယ်ရေကိုတစ်ခါတည်းအများကြီးမထည့်ဘဲနဲ့လိုသလောက်လေးအခုလိုမျိုးထည့်ပြီးတော့မွေပေးပါမယ်အခုလိုနေထားလောက်လေးဆိုလို့ရှင်တော့ကော်ပြန်ရွက်လေးလုပ်လို့ရပါပြီဒဲအိုးကိုစီတုပ်မယ်ထဲမယ်ဘန်းလေးကိုလည်းစီလေးတုပ်ထားလိုက်ပါမယ်ပြီးရင်တော့ဒဲအိုးလေးကိုဂျုံရည်လေးတစ်စုံထည့်လိုက်ပါတယ်ဒဲအိုးလေးကိုအခုလိုမျိုးလေးလှည့်ပြီးတော့ဂျုံရည်လေးတွေပြန့်အောင်လုပ်ပေးလိုက်ပါတယ်ပြီးသားလို့ရှိရင်တော့ဒီဘက်ကစူနေတဲ့ရင်နွေးအိုးပေါ်ကိုတင်ပေးပြီးတော့ပေါင်းပေးလိုက်ပါတယ်တဖြည်းဖြည်းနဲ့ဂျုံသားလေးက6လာပြီးတော့ဘေးသားလေးတွေကျွတ်လာပြီဆိုလို့ရှိရင်တော့အေးခံပြီးအခုမျိုးလေးခွာပေးလိုက်ရပါမယ်ဒါဆိုရင်တော့ကော်ပြန်ရွက်လေးရပါပြီကော်ပြန်ရွက်လေးတွေထပ်ထားရင်တစ်ခုနဲ့တစ်ခုမကန့်အောင်လို့စီလေးတုပ်ထားပါမယ်ပြီးရင်တော့နောက်တစ်ခုထပ်လုပ်ပါမယ်ဆွမ်းနာလိုပဲဒဲအိုးလေးကိုတစွန်းထည့်မယ်လှိမ့်ပြီးလို့ရှိရင်တော့အပူလေးပေးပြီးတော့အခုလိုမျိုးလေး6လာပြီဆိုလို့ရှိရင်တော့အေးခံပြီးလက်လေးနဲ့ခွာယူလိုက်ပါမယ်ကော်ပြန်ပက်လေးတွေရပြီဆိုလို့ရှိရင်တော့အသီးရွက်လေးစားကြော်ပါမယ်ကော်ဖီလေးကိုပပလှီးထားပါမယ်မုံလာဦးနီလေးကိုချစ်လေးနဲ့ချစ်ထားလိုက်ပါမယ်ကြက်သွန်မိတ်လေးကိုတော့အခုလိုနေထားလေးတွေလီးထားလိုက်ပါမယ်ဖြစ်ပြီဆိုရင်တော့ဒဲဦးတဲ့ကိုစီထည့်မယ်ကြက်သွန်ဖြူလေးထည့်ပြီးစီတက်ပြီးတော့အသီးရွက်လေးထည့်ပြီးကြော်လိုက်ပါမယ်စားတစွန်းတကြားတစွန်းပဲငန့်ပြားကြီးအနောက်လေးထည့်ပြီးတော့ဒီရွက်တွေအားလုံးကိုကြော်ထားပေးလိုက်ပါမယ်ရွက်ကြော်လေးရပြီဆိုရင်တော့ကော်ပြန်ပေါင်းလေးစားလုပ်လိုက်ပါမယ်ကော်ပြန်ရွက်ပေါ်မှာအရွက်ကြော်လေးတွေအခုလိုဖြန့်ခင်းပြီးတော့အခုလိုလေးလိပ်ပေးလိုက်ပါမယ်အသားလေးတွေကြက်ဥပြုတ်လေးတွေကြက်ဥချောင်းလေးတွေထည့်ပြီးလိုက်ရင်လည်းအရန်အရသာရှိပါတယ်ခုဆိုရင်တော့ကော်ပြန်ပေါင်းလေးရပါပြီမိမိနှစ်သက်ရာ sauce လေးနဲ့တွဲပြီးတော့စားသုံးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်